ပြောင်းညီကိုအားလုံးပဲမင်္ဂလာပါခင်ဗျ။ Chelsea နောက်ဆုံးအားစားတဲ့မြောက်ကျွန်တော်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ Chelsea တင်းရပြတူတူတုံးတကိုးနဲ့ရှုံးနေခဲ့တဲ့ဗျာ Flameo ညာနောက်ခံလူဖြစ်တဲ့ Wansley ကိုခုရှိမှဆိုစိတ်ဝင်စားပြီးမင်းမြတ်မှုတွေလုပ်နေပါပြီ။တရားဝင် official တော့ကန့်လန့်မှုမျိုးမရှိပေမဲ့ဒီကစားသမားကို Chelsea ကအလွန်နှိမ့်ချိုက်နေတာဖြစ်ပါတယ်။ဒီကစားသမားကဗျာကစားတဲ့နေရာကတော့ညာနောက်ခံတနေရာတည်းဥတာကစားနိုင်ပေမဲ့အတက်ကလည်း22နှစ်အရွယ်ဆိုတော့ Chelsea ရဲ့ကြိုက်တယ်ပေါ့ဗျာစီမံကိန်းထဲမှာပါတဲ့အတွက် Chelsea ကအခုချိန်မှာဆိုမင်းမြတ်မှုတွေလုပ်နေပါပြီတစ်နဲ့ဈေးနှုန်းတာပေးရင်တော့ဒီကစားသမားကိုရှားဖို့များပါတယ်ဒီကစားသမားကိုဂျူပီတာတင်းရလည်းအခုချိန်မှာဆိုစိတ်ဝင်စားနေတယ်လို့သိရပါတယ်နောက်ထပ်တင်းနှမုံအနေနဲ့တော့ Chelsea တင်းရကိုရမပါကိုရမမက်ကနန်ကို Chelsea တင်းရပြခေါ်ယူဖို့အတွက်လုံးဝနေပါတော့ပြီဗျာဘာဖြစ်လို့လဲဆိုတော့တူကအရေးပေါ်အရှင်ကြီးကလဝါကတ်မာတာဒီစားသမားကိုကျွန်တော်ခေါ်တယ်ဗျာဟိုကသူတို့အတွက်ပေါင်တန်း20လို့ချင်တယ် Chelsea ကကြာယူတန်း20ပဲပေးတာသူကမပေးချင်ဘူးဗျာဟိုကကြာတော့ပေါင်တန်း20သူဆိုယူနဲ့ဆို25တန်းပေါ့ Chelsea ကကြာတော့မရဘူးသူကယူတန်း20ပဲဗျာတကယ်လို့ပေါင်နဲ့ဆိုရင်တော့ကျွန်တော်16 19လောက်ရှိမယ်ပေါ့ယူ4တန်းနဲ့ကတ်ပြုတ်ခဲ့ပြီး Chelsea ကဒီစားသမားကိုမခေါ်တဲ့အချိန်မှာတော်တော်လေးကိုများတော့ပါပြီအဲ့အတွက်ကြောင့် Chelsea ကအခုချိန်မှာဆိုရင်တော့နံပါတ်1ကိုရမဖြစ်တဲ့ Sanchez ကိုထားဖို့များနေပါပြီဒီ Sanchez ကိုကလည်းဘယ်လိုပုံစံမျိုးလဲဆိုတော့တူပါဗျာကျွန်တော် Chelsea ပြည်သက်တွေအနေနဲ့တော့ကျွန်တော် Petrovic ကိုကြိုက်တယ်ဒါပေမဲ့လည်းသူ Petrovic ကိုမထားပါဘူး Petrovic ကဗျာသူအငှားပြန်ရောက်ပြီးတော့ Chelsea မှာပေါ့သူSanchez နဲ့ပေါ့ဗျာဒန်းတူပေါ့သူနေရာပြီးနိုင်မလားပေါ့နံပါတ်1ကိုတော့မမောရင်တော့သူအဲ့လိုနေမှာသူအဆင်ပြေမယ်ဆိုတဲ့ပုံစံမျိုးမာစကာနဲ့စကားတွေတင်းမာတဲ့အတွက်ကြောင့်မှသူကပက်ထိုဘေးကိုမကြိုက်တာဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့ Sanchez ကိုနံပါတ်1နေရာထားဖို့အတွက်မာစကာများနေပါပြီနောက်ထပ်ဒီမုံနေနေရတော့ကျွန်တော်တိုက်စစ်မှုပါဟူကူတီကီအပြင်ပြကျွန်တော် PSG ကနေဂျူပီတာကိုငါးချထားတဲ့ကိုလွန်မန်နီဆိုတဲ့ကစားသမားလေးကိုလည်းကြိုက်နေပါတယ်ဒီကစားသမားလေးကပြပွဲ20မှာပြပြီးခဲ့တဲ့ပြိုင်ပွဲက10ဂိုးတွန်းပြီးတော့2ချိန်ပတ်တီးတာပြီးတော့ 7.1 rating ရထားတဲ့ကစားသမားလေးဖြစ်ပါတယ်ဒီကစားသမားကိုလည်းပြခေါ်ယူမေးမြန်းမှုတွေ PSG နဲ့အတင်းထန်ကို Chelsea အတင်းကလှုံနေရလို့သိရှိရတာလည်းဖြစ်ပါတယ်ကျွန်တော် TikTok ကညီကိုရင်းနဲ့လည်းပြ TikTok fan က YouTube မှာ Chelsea ဇင်းတွေကိုကျွန်တော်အမြဲတင်ဆက်ပေးတာဖြစ်ပါတယ် FA ကညီကိုရင်းနဲ့လည်း comment YouTube မှာ subscribe လုပ်သွားပြီးတောင်းဆိုချင်ပါတယ်ခင်ဗျာ